အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့အာရှတိုက်နဲ့ဥရောပတိုက်နှစ်တိုက်စလုံးမှာပါဝင်နေပြီးတိုက်ကြီးနှစ်ခုကိုပေါင်းကူထားတဲ့တူရကီနိုင်ငံရဲ့အကြောင်းကိုဝေမျှခြင်းပါတယ်တူရကီနိုင်ငံရဲ့တရားဝင်အမည်ကတူရကီသမ္မတနိုင်ငံဖြစ်ပြီးဒေသအခေါ်အဝေါ်ကတော့တူရကီရဲ့ဖြစ်ပါတယ်။ဧရိယာအကျယ်အဝန်းက3,2535 စတုရန်းမိုင်ဖြစ်ပြီးကမ္ဘာပေါ်မှာ36ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။လူဦးရေ85သန်းကျော်နေထိုင်တဲ့နိုင်ငံဖြစ်ပြီးတူရကီဘာသာစကားကိုရုံးသုံးဘာသာစကားအဖြစ်အသုံးပြုပါတယ်။အုပ်ချုပ်ရေးစနစ်အနေနဲ့ကတော့တပြည်ထောင်ရွေးကောက်ခံသမ္မတစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံရဲ့မြို့တော်ကအန်ကာရာဖြစ်ပြီးအကြီးဆုံးမြို့ကတော့အစ္စတန်ဘူဖြစ်ပါတယ်။အစ္စတန်မီဗာဆာနဲ့အန်တာရာတို့ကတော့နောက်ထပ်ထင်ရှားတဲ့မြို့ကြီးတွေဖြစ်ပါတယ်။တူရကီဧရိယာရဲ့69%ကအာရှတိုက်ဘက်ခြမ်းမှာပါဝင်နေပေမယ့်စီးပွားရေးနဲ့နိုင်ငံရေးကဏ္ဍတွေမှာတော့ဥရောပနဲ့သာပုံမဆက်ဆက်လျက်ရှိပါတယ်။အရှေ့ဘက်ဆုံးအပိုင်းမှာတည်ရှိနေတဲ့အာရာရက်မီးတောင်ကနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး16,854 ပေမြင့်မာပါတယ်။ယနေ့တူရကီနယ်မြေဟာရှေးဦးလူသားတို့အခြေချနေထိုင်ရာနေရာတစ်ခုဖြစ်ခဲ့ပြီးဂိုဗစ်ကလီထပ်ပေးဆိုတဲ့သုတေသနနယ်မြေဆိုရင်အလွန်ပဲထင်ရှားပါတယ်။ဒီနယ်မြေမှာလွန်ခဲ့သောနှစ်ပေါင်း1000ကျော်ကာလကလူသားတွေတည်ဆောက်ခဲ့တဲ့အဆောက်အအုံအကျွင်းကြံတွေရှိနေပြီးယူနက်စကိုအမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။သမိုင်းတစ်လျှောက်မှာ Hittites, Anatolian, Greek, Assyrian, Persian နဲ့ Thracian တို့ရဲ့နေမြေဖြစ်ခဲ့ပြီး BC 400စုမှာတော့စစ်ဘရင် Alexander ကတိုက်ခိုက်သိမ်းယူခဲ့ပြီးနောက်မှာတော့ဒီဒေသမှာ Hellenistic ယဉ်ကျေးမှုထွန်းကားခဲ့ပါတယ်။ AD 900စုကစလို့ရာစုနှစ်ပေါင်း10ခုကြာအရှေ့ရောမအင်ပါယာခေါ်ဘိုင်ဇန်တိုင်းအင်ပါယာရဲ့ပိုင်နက်ဖြစ်ခဲ့ပြီး1453မှာတော့ကွန်စတန်တီနိုပယ်ကျရှုံးမှုနဲ့အတူအော်တိုမန်အင်ပါယာရဲ့နယ်မြေဖြစ်သွားရပါတယ်။အာရှဥရောပနဲ့အာဖရိကနယ်မြေအချို့ကိုသိမ်းယူနိုင်ခဲ့တဲ့အော်တိုမန်တို့ရဲ့တကူအထွားဆုံးအချိန်တွေက16ရာစုနဲ့19ရာစုကာလတွေဖြစ်ပါတယ်။18ရာစုနောက်ပိုင်းကာလတွေမှာတော့စစ်ပွဲများရှုံးခြင်းနယ်မြေများလက်လွတ်ရခြင်းနဲ့အတူအော်တိုမန်တို့ရဲ့ဩဇာတပြေးပြေးကျဆင်းလာခဲ့ပါတယ်။ပထမကမ္ဘာစစ်မှာဗဟိုအင်အားကြီးနိုင်ငံတွေဘက်ကနေပါဝင်တိုက်ခိုက်ခဲ့တဲ့အော်တိုမန်အင်ပါယာဟာ1922မှာတော့ပြိုကွဲသွားခဲ့ပြီး1923ခုနှစ်မှာတော့တူရကီသမ္မတနိုင်ငံအဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။တူရကီဟာဒုတိယကမ္ဘာစစ်အစမှာဂျာနီအဖြစ်ရပ်တည်ခဲ့ပေမယ့်1945ခုနှစ်မှာတော့မဟာမိတ်တွေဘက်ကပါဝင်ခဲ့ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်ကိုကူးပြောင်းနိုင်ခဲ့တဲ့တူရကီဟာ1960နဲ့1980ကာလတွေမှာတော့အာဏာသိမ်းမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။တူရကီနဲ့ခါ့လက်နက်ကိုင်အဖွဲ့ခါ့အလုတ်သမားပါတီ PKK တို့အကြားပဋိပက္ခတွေဖြစ်ခဲ့တာကတော့1984ခုနှစ်ကတည်းကဖြစ်ပါတယ်။2016ခုနှစ်မှာလည်းမအောင်မြင်တဲ့အာဏာသိမ်းမှုဖြစ်ခဲ့ပြီးလူ260ထက်မနည်းသေဆုံးခဲ့ကလူပေါင်း2000ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။20ရာစုအလဲပိုင်းကာလတွေကတည်းကစက်မှုနိုင်ငံအဖြစ်ကူးပြောင်းနိုင်ခဲ့ပြီးဒီကနေ့အချိန်မှာတော့ကမ္ဘာပေါ်မှာ18ခုမြောက်စီးပွားရေးအင်အားအတောင်တင်းဆုံးနိုင်ငံအဖြစ်ရပ်တည်နေပါတယ်။တူရကီလို့ဆိုလိုက်တာနဲ့လူသိအများဆုံးမျိုးကတော့အကြီးဆုံးမြို့ဖြစ်တဲ့အစ္စတန်ဘူမြို့ကြီးဖြစ်ပါတယ်။အာရှနဲ့ဥရောပအကြားမှာခွလျက်အနေအထားနဲ့တည်ရှိနေတဲ့အစ္စတန်ဘူမြို့ဟာလူဦးရေ15သန်းကျော်နေထိုင်ပြီးဥရောပမှာအကြီးဆုံးမြို့လေးဖြစ်ပါတယ်။သမိုင်းတစ်လျှောက်မှာတော့ကွန်စတန်တီနိုပယ်အမည်နဲ့ကြော်ကြားခဲ့တဲ့မြို့ကြီးလေးဖြစ်ပါတယ်။သမိုင်းဝင်အမွေအနှစ်အဆောက်အအုံများစွာနဲ့အတူခင်မီမုံမျောတိုက်တွေရောရှက်တည်ရှိနေတဲ့မြို့ကြီးလေးဖြစ်ပါတယ်။တူရကီဟာယူနက်စကိုကမ္ဘာအမွေအနှစ်နေရာပေါင်း21ခုအထိပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီးကမ္ဘာပေါ်မှာနိုင်ငံတကာခရီးသွားလာရောက်မှုစတုတ္ထအများဆုံးနိုင်ငံလေးဖြစ်ပါတယ်။တူရကီအမည်နဲ့ရှင်တွဲပြီးမြင်လေးရှိကြတဲ့အဆောက်အအုံကြီးကိုတော့ Hagia Sophia ဒါမှမဟုတ် Hagia Sophia လို့ခေါ်ပါတယ်။ရှေးဟောင်းဂရိလူမျိုးတွေရဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်ခဲ့ပြီးအော်တိုမန်တွေလက်ထက်မှာဗလီအဖြစ်ပြောင်းလဲခဲ့ပါတယ်။1935ခုနှစ်နောက်ပိုင်းကစလို့ပြောရိတ်အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပေမဲ့2020ခုနှစ်မှာတော့ဗလီအဖြစ်ပြန်ပြောင်းသတ်မှတ်ခဲ့ပြန်ပါတယ်။ AD 939ကာလကတည်းကတိဆောက်ပြီးစီးခဲ့တာဖြစ်ပြီးကြီးမားတဲ့အမိုးကုန်းကြောင့်ထင်ရှားကျော်ကြားပါတယ်။သူခေတ်အခမ်းမှာတော့ကမ္ဘာအကြီးဆုံးအဆောက်အဦတစ်ခုဖြစ်ခဲ့ပြီးခမ်းနားတဲ့ဘီသူကာကိုပြသနေတဲ့ပြရုပ်တစ်ခုလေးဖြစ်ပါတယ်။
ရှေးခေဂရီတို့ရဲ့ထင်ရှားတဲ့မြို့တစ်မြို့ဖြစ်တဲ့ Ephesus မြို့ကတော့နိုင်ငံရဲ့အနောက်ပိုင်းက Asia ပြည်နယ်ထဲမှာတည်ရှိနေပါတယ်။ဒီနယ်မြေမှာတော့ဂရိနဲ့ရောမတို့တည်ဆောက်ခဲ့တဲ့အဆောက်အအုံအကျွင်းကြံတွေရှိနေပြီးဒီရဲ့ထဲမှာ Caesars စာကြည့်တိုက်ကအကြော်ကြားဆုံးဖြစ်ပါတယ်။ရောမခေတ်ကာလကခန္ဓာကြီးကျယ်တဲ့စာကြည့်တိုက်ကြီးဖြစ်ခဲ့ပြီးAD 300စုမှာမိလောင်မှုဒါမှမဟုတ်ဂေါ်ရီရဲ့ကျူးကျော်မှုတွေကြောင့်ပျက်စီးသွားခဲ့တယ်လို့ခန့်မှန်းထားကြပါတယ်။ကမ္ဘာပေါ်မှာတစ်ခုတည်းကျန်ရှိတော့တဲ့ရှေးခေတ်ရောမစာကြည့်တိုက်အဆောက်အအုံလေးဖြစ်ပါတယ်။နောက်ထပ်အကြော်ကြားဆုံးနေရာတစ်ခုကတော့ကပ်ပါဒိုခါယာဖြစ်ပြီးအနာတိုလီးယားဒေသအလဲပိုင်းမှာတည်ရှိပါတယ်။ဒန်နာယီဆန်ဆန်မီကိုခေါင်းနိုင်တဲ့ကြောက်တုံးတွေနဲ့ထူးခြားတဲ့တဘာဝပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားပြီးကမ္ဘာလှည့်ခရီးသွားတွေအကြောင်းအလွန်ရေပန်းစားတဲ့နေရာလေးဖြစ်ပါတယ်။ဒါနယ်ဇလီပြည်နယ်တဲကဖာမူခလဲရေကန်တွေကတော့ဝါကွန်းရဲတိုက်လို့နာမည်ကျော်ပါတယ်။အဆင့်9ဆင့်ရှိတဲ့ရေဘူးကန်ဟာအဖြူရောင်ထုံးကြောက်တွေကြည်လင်တဲ့ရေနဲ့အတူကောင်းကင်ရဲ့ရောင်ပြန်ဟပ်မှုကြောင့်အလွန်လှပတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ထောက်ခွိုင်းဂိမ်းယူတဲ့ဒေသမှာရှိတဲ့ရေပြားအိုင်ကလည်းကြော်ကြားတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ပင်လယ်အော်နဲ့တစ်ဆက်တည်းဖြစ်နေပြီးအပြာရောင်ရေကန်ကြီးတစ်ခုလိုတည်ရှိနေတာဖြစ်ပါတယ်။အော်တိုမန်အင်ပါယာရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ဆလေမာန်ရဲ့ဗလီဟာအစ္စတန်ဘူလ်မှာတည်ရှိနေပါတယ်။ဒီအဆောက်အအုံကြီးကို16ရာစုအလဲပိုင်းမှာတည်ဆောက်ခဲ့တာဖြစ်ပြီးခန္ဓာလာတဲ့ဘီသူကလက်ရာတွေကြောင့်ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်တစ်ခုအဖြစ်လဲသတ်မှတ်ခံထားရပါတယ်။စတူယန်ပေ9တန်းကျော်ကျဲဝန်းနဲ့တိုခပ်ပေနန်းတော်နေမြေဟာလေအစ္စတန်ဘူလ်မြို့မှာပဲရှိနေပါတယ်။ဒီနန်းတော်ကြီးဟာ15ရာစုနဲ့16ရာစုကာလတွေမှာအော်တိုမန်ဆူလတန်ဘုရင်တွေနေထိုင်ခဲ့ရာနေရာဖြစ်ပြီးအခုအချိန်မှာတော့ပြရိတ်အဖြစ်ပြသထားပါတယ်။ Fontis တောင်ပေါ်မှာတည်ရှိတဲ့ရှူမေလာဘုန်းတော်ကြီးကျောင်းကတော့တစ်ချိန်ကဒီနိုင်ငံမှာခရစ်ယာန်ဘာသာထွန်းကားခဲ့တာကိုပြသလျက်ရှိပါတယ်။တောင်နိုင်ငံမှာလက်ရာမြောက်စွာတည်ဆောက်ထားပြီးAD 400စုကလေးကတည်ရှိလာခဲ့တာဖြစ်ပါတယ်။ကမ္ဘာသမိုင်းဒဏ္ဍာရီထဲမှာမြင်းအုပ်ကြီးနဲ့အတူထင်ရှားခဲ့တဲ့ Troy မြို့ကတော့ရှန်နာခလဲပြည်နယ်ထဲမှာတည်ရှိနေပါတယ်။ဒီမြို့ကို19ရာစုတိုင်အောင်ပုံမြင်ဒဏ္ဍာရီလို့သာမှတ်ထင်ခဲ့ရကနေ1882ခုနှစ်မှာမှစတင်တူးဖော်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။တူရကီရဲ့နောက်ထပ်ထင်ရှားတဲ့နေရာတွေကတော့ Espanto ရောမအမိုးပွင့်ဇက်ယုံကြီးဒါရင်ခူယူမြေအောင်မြို့တော်ကမ္ဘာပေါ်ကအစောဆုံးနဲ့အကြီးဆုံးဈေးကြီးတစ်ခုဖြစ်တဲ့ Grand Bazaar Aegean ကမ်းရိုးတန်းဒေသမှာရှိတဲ့ Borderan မြို့ BC 100ရာစုလက်ရရုပ်ထုများရှိရာနေမော့တောင်နာမည်ကျော်ပတ်တရာကမ်းခြေရှေးခေတ်ဂရီမြို့ဟောင်း Fargamonအစ္စတန်ဘူလ်ကသမိုင်းဝင်ဗလီတစ်ခုဖြစ်တဲ့ဗလီပြနေစတူယန်မိုင်1450အထိကျယ်ဝန်းပြီးတူရကီရဲ့အကြီးဆုံးဖြစ်တဲ့ဗန်ရှေကန်နေမီစတာတွေဖြစ်ပါတယ်။တူရကီနိုင်ငံမှာနေထိုင်သူစုစုပေါင်းရဲ့85ရာခိုင်နှုန်းလောက်ကတူရကီလူမျိုးတွေဖြစ်ပြီး19ရာခိုင်နှုန်းကခတ်တွေဖြစ်ခေါဇာဇတ်ဂရီနဲ့အာရက်တွေလည်းနေထိုင်ကြပါတယ်။တနိုင်ငံလုံးနီးပါးကအစ္စလမ်ဘာသာကိုကိုးကွယ်ကြပြီးခရစ်ယာန်ဘာသာကိုးကွယ်သူဂျူးနဲ့ဘာသာမဲ့အနည်းငယ်လေးနေထိုင်ကြပါတယ်။စီးပွားရေးကောင်းမွန်သလိုအသင့်ရင့်ဝင်ငွေကောင်းမွန်တဲ့နိုင်ငံဖြစ်ပြီးအဓိကလုပ်ငန်းတွေအနေနဲ့စက်မှုလုပ်ငန်း၊ဆောက်လုပ်ရေး၊အီလက်ထရောနစ်၊ကြီးမြင့်နဲ့အထင်သင်္ဘောတီးဆောက်ရေး၊မော်တော်ကား၊ရေနံ၊လက်နက်အစားအစာထုတ်လုပ်ရေးနဲ့ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်ကိုင်ကြပါတယ်။တူရကီနိုင်ငံသားတဦးချင်းရဲ့နှစ်စဉ်ပြည့်မြ GDP ကတော့အမေရိကန်ဒေါ်လာ13384ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့တူရကီလီယာကိုအသုံးပြုပါတယ်။ပညာရေးထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတနိုင်ငံလုံးမှာတက္ကသိုလ်ပေါင်းအခု200ကျော်ရှိနေပါတယ်။ဒီရက်ထဲမှာအရှိအလဲပိုင်းနည်းပညာတက္ကသိုလ်၊အစ္စတန်ဘူလ်နည်းပညာတက္ကသိုလ်၊ဗီခန့်တက္ကသိုလ်နဲ့အစ္စတန်ဘူလ်တက္ကသိုလ်တွေကထင်ရှားပါတယ်။တည်ယူပို့ဆောင်ရေးစနစ်ကောင်းမွန်ပြီးမြို့ကြီးတွေမှာတော့မြေအောက်ရထားအမြန်ရထားလျှက်စစ်ရထားနဲ့ဘတ်စကားတွေပြေးဆွဲလျက်ရှိပါတယ်။အစ္စတန်ဘူလ်လေဆိပ်ကတော့အရှိအလဲပိုင်းဒေသရဲ့အလုတ်အများဆုံးလေဆိပ်ကြီးဖြစ်ပြီးတစ်နှစ်ကိုခရီးသွားတန်း60ကျော်ကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။မြေထဲပင်လယ်ဒေသရာသီဥတုကိုပိုင်ဆိုင်ထားပြီးတစ်နှစ်ပတ်လုံးပြန်မြအပူချိန်ဟာ10ဒီဂရီကနေ29ဒီဂရီဆဲဆီးယပ်အတွင်းမှာရှိနေတတ်ပါတယ်။တူရကီဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့ထောက်လူမျိုးတို့ရဲ့နေမြေဖြစ်ပါတယ်။ဘောလုံးအားကစားထွန်းကားတဲ့နိုင်ငံဖြစ်ပြီးတူရကီအခြေဆိုင်ဖီနာဘာဂျီနဲ့ဂါလာတာဆာရင်ကလပ်တွေ
ဟာလူသိများပါတယ်တူရကီအမျိုးသားဘောလုံးအသင်းအနေနဲ့ဖီဘာကမ္ဘာဖလားမှာနှစ်ကြိမ်သာပါဝင်ခွင့်ရခဲ့ပေမယ့်2002ခုနှစ်မှာတော့တတိယနေရာရရှိတဲ့အထိအောင်မြင်ခဲ့ဘူးပါတယ်ဒါပေမဲ့အမျိုးသားအားကစားကတော့စီတုပ်လင်းပြီးစောရတဲ့နဘန်းမွေဖြစ်ပါတယ်ဘတ်စကတ်ဘောကလည်းရေပန်းစားပြီးဥရောပရဲ့အအောင်မြင်ဆုံးဘတ်စကတ်ဘောကလပ်တွေရှိနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်ဂျူလစ်ပန်းလို့ဆိုလိုက်ရင်အများစုကနယ်သာလန်နိုင်ငံနဲ့တွဲမြင်ကြလိမ့်ရှိပေမဲ့တကယ်တမ်းမှာတော့ဂျူလစ်ပန်းရဲ့မူရင်းဒေသဟာတူရကီနိုင်ငံကဖြစ်ပါတယ်နေ့စဉ်အေဗီလာရောက်တိုင်းမှာအစ္စတန်ဘူဂျူလစ်ပန်းပွဲတော်ကိုကျင်းပလိမ့်ရှိပါတယ်ကမ္ဘာတလွှားကစန်တာကလော့အဖြစ်အများဆုံးလက်ခံကြတဲ့ခရီးယားဘုန်းတော်ကြီးနီကိုလတ်ကိုAD 300စုကာလကယနေ့တူရကီနိုင်ငံရဲ့ပတ်တရာဒေသမှာမွေးဖွားခဲ့ရဖြစ်ပါတယ်9200ကီလိုမီတာအထိရှည်လျားတဲ့တူရကီရဲ့ကမ်းရိုးတန်းတစ်လျှောက်မှာတော့ကမ်းခြေပေါင်းအခု900နီးပါးရှိနေပါတယ်တူရကီဟာကမ္ဘာအစိုးဆုံးစိုက်ပျိုးရေးလုပ်ကိုင်ရာနယ်မြေတစ်ခုဖြစ်ပြီး BC 1000ကာလကတည်းကလူသားတွေဟာဒီနေရာမှာသီးနှံတွေကိုစိုက်ပျိုးလာခဲ့တာဖြစ်ပါတယ်ယနေ့တိုင်နိုင်ငံစီးပွားရေးရဲ့9%ကစိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်နေသေးပါလူငယ်လူဦးရေများပြားတဲ့နိုင်ငံဖြစ်ပြီးနိုင်ငံလူဦးရေရဲ့ထက်ဝက်ကအသက်30အောက်တွေဖြစ်ပါတယ်လူနေမှုစနစ်အတန်းအသင့်မြင့်မားသလိုကျန်းမာရေးစောင့်ရှောက်မှုစနစ်အထူးကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်လေပတ်စရာနေရာများစွာနဲ့ပြည့်နှက်နေသလို night flight ယဉ်ကျေးမှုလည်းထွန်းကားတဲ့တူရကီနိုင်ငံကိုနှစ်စဉ်နိုင်ငံတကာခရီးသွားတန်း90ကျော်လာရောက်လည်ပတ်လေးရှိပါတယ်ဒါလို့ဆိုရင်တော့တူရကီနိုင်ငံရဲ့အကြောင်းကိုအတော်လေးသိသွားလောက်ပြီထင်ပါတယ်။နားဆင်သူတုတ္တဇော်မိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေရှင်။